ဒီမင်းကလေးကချောင်းမွေတဲ့တတ်တူပိုက်လုံးကြီးတစ်ခုထဲမှာဆိုးဆိုးရွားရွားပိတ်မိနေခဲ့ပါတယ်။သူမရဲ့အောက်တဲထဲမှာလည်း3 ရက် 3 ညလုံးအစာငက်တွေကြားကြီးတကောင်ကစောင့်နေခဲ့တော့အတန်လေးတစ်ချက်တောင်ထွက်ဖို့တက်တီမရှိခဲ့ဘူး။သူမရဲ့စုပ်ကိုင်နိုင်စွမ်းကလည်းတဖြည်းဖြည်းရှော့ကျလာနေပြီးတော့လက်ချောင်းလေးတွေကလည်းပိုက်ရဲ့ချောင်းမွေတဲ့မျက်နှာပြင်ထံကိုမခံနိုင်တော့ပဲတဖြည်းဖြည်းချော်ကျလာနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်အောက်ကိုပြုတ်ကျသွားတဲ့ဖုံကအတန်ကျဲလောင်စွာမြင်လာခဲ့ပြီးတော့ဖုံမျက်နှာပြင်မှာရဲခို့ဆူဖို့လို့ပြသနေပြီမဲ့သူမမှာဒလက်မတော့လှရှားနိုင်စွာမရှိခဲ့ဘူး။ကြားကအတန်ကိုဦးတီးပြီးခေါင်းလက်ကြည့်လိုက်တော့ဖုံးကိုမြင်သွားပြီးတော့သူ့ရဲ့အားကောင်းတဲ့ကြားလောက်ဝတစ်ဖက်နဲ့ရိုက်ချိဖြက်စီးပစ်လိုက်တယ်။ဒီတော့သူမရဲ့နောက်ဆုံးမျိုးလင်းချစ်ကလေးကလည်းပျက်စီးသွားခဲ့ရပြန်တယ်။အဲ့ဒီအချိန်မှာတော့သူမရဲ့အားရင်တွေလည်းစတင်ကုန်ခန်းလာခဲ့ပြီးတော့သူမရဲ့ခန္ဓာကိုယ်ကလည်းအောက်ကိုဖြည်းဖြည်းချင်းစတင်ရှိုးကျလာခဲ့တယ်။ပိုက်ကနေသူမရဲ့ချွေးတွေတစ်ဆက်ဆက်ယူကျလာတာကိုကြားကနှန်းရှူလိုက်ပြီးတော့အတန်တိုးတိုးနဲ့မှန်ဖိလိုက်ပြီးတော့ခေါင်းကိုမော့ပြီးအပေါ်တဲကိုမော့ကြည့်လိုက်တယ်။ခဏအကြာမှာပဲကြားကနောက်ပြန်လှည့်ပြီးရုတ်တရက်ပိုင်လုံးတဲကိုစတင်တွေ့တက်လာပါတော့တယ်။တင်းချင်းတရားကိုအလွတ်နီးကပ်စွာမြင်လိုက်ရတဲ့ကောင်မလေးကကြံရှိနေသေးတဲ့အာရင်အားလုံးကိုအသုံးပြုလိုက်ပြီးတော့ကြားစွန်ကြီးကြောက်တတ်တဲ့သူမကအပေါ်ကိုမရရအောင်တက်လာခဲ့တယ်။လေဝင်လေထွက်ပေါက်ကနေအပြင်ကိုထွက်လာနိုင်ခဲ့ပြီးတော့အပြင်ရောက်တာနဲ့အသက်ကိုဝအောင်ရှင်ရင်းနဲ့သူမရဲ့အစိတ်ကိုတင်းငိမ်အောင်စူးစမ်းလိုက်တယ်။ရုတ်တရက်သူမရဲ့နောက်ကျောတဲမှာသူမောင်အေးကထိုင်နေတာကိုမြင်လိုက်ပြီးတော့ထိတ်လန့်သွားခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲကြားကြီးကတခေါက်ကိုအပြင်းထန်ဆော့တင်ဖြစ်စီးနေခဲ့ပါတယ်။ဒီတော့ကောင်မလေးလည်းအနှံ့လျှောပြောက်စိတ်ကိုလေထဲမှာဖြန်းလိုက်ပြီးတော့နှစ်ယောက်သားအိယာအောက်ကိုအလင်းအမြန်ပုံအောင်လိုက်ကြတယ်။ခဏနေတော့ကြားကြီးကဒေါသတကြီးနဲ့အခန်းလေးကိုဝင်လာပြီးအိယာဘိုးကိုခုန်ချလိုက်တယ်